ခမရဘာလို့တော့မယ်ဆိုတာကိုလူတိုင်းကိုပို့ဝင်လင်းပြောပြတတ်သလားဒါဆိုရင်တော့ခမရရှုံးဖို့နီးစပ်နေပါပြီ48 laws power ထဲက law number 3ကပြောထားပါတယ်ကိုယ့်ရဲ့ရွယ်ချက်ကိုဘယ်တော့မှအတိမပေးပါနဲ့တဲ့တနည်းအားဖြင့်ဆိုရင်တော့ကိုယ့်ရဲ့အလိုဆန္ဒကိုရှို့ထားပါဒီ law မှာကအထီးကအနှစ်သာရကအချက်က3ချက်ရှိပါတယ်လူတွေကကိုယ့်ကိုအထင်လွဲအောင်တခြားဘက်ကိုအောင်ရအောင်ခမရလမ်းဆောင်လွှဲထားပါခမရတကယ်သွားချင်တဲ့ပန်းတန်ကိုသူတို့ကိုလုံးဝမေးမိပါစေနဲ့မခံမှန်းနိုင်အောင်နေပါခမရရဲ့နောက်ထပ်ခြေလမ်းကဘာလဲဆိုတာဘူးမှမခံမှန်းနိုင်ရင်ခမရကိုဘယ်သူမှတားဆီးလို့မရတော့ပါဘူးရိုးသားမှုကိုအကအကွဲပြတ်တော့မှာတခါတလေမှအရန်ရိုးသားပြလိုက်တာကလူတွေကိုမျက်စိလဲစေတယ်ကိုကအန်လျံမရှိဘူးလို့ထင်တော့အောင်ရိုးသားမှုနဲ့ဖုံးဝတ်ထားပါနောက်ဆုံးအချက်အနေနဲ့ကတော့ညီကုန်းအနေနဲ့ခမရမှတ်ထားပါလူတွေကသူတို့မသိတဲ့အရာကိုမဖြတ်စည်းနိုင်ပါဘူးခမရရဲ့အောင်မြင်မှုကိုတိတ်တဆိတ်ပဲတိဆောက်ပါအောင်မြင်သွားတဲ့အခါမှာပဲရှာလက်ကိုပြလိုက်ပါဒီလို power of law အကြောင်းနဲ့ထပ်ပြီးရှင်းနေဆိုရင်တော့ကျွန်တော် follow လုပ်ထားဖို့လည်းမမေ့ပါနဲ့